Hello အားလုံးမင်္ဂလာပါအခုရခိုင်ကိုဗီဇာနဲ့လာရမယ့်အချိန်ဒီပုံစံကြီးကတကယ်အတေးကြီးလို့ဖြစ်နေတာမို့လို့ကျွန်တော်ရခိုင်စကားသင်နေမခွင့်ခင်မှာရခိုင်စကားကျူတူရဲ့လေးတွေကိုကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရခိုင်စကားဟာအရင်ကိုခက်တဲ့ချုပ်တဲ့အထဲမှာပါပါတယ်ထိုင်းစကားတို့ပြင်သစ်စကားတို့စောင်းရင်ချုပ်ပါတယ်ဆိုတာရခိုင်စကားချုပ်တာရဲ့ minor အဆင့်လောက်ပဲရှိပါတယ်ဆိုတော့ကျွန်တော်တို့စလိုက်ရအောင်ပါပထမအဆင့်အနေနဲ့ကျွန်တော်ရခိုင်အတဘာလေးတွေကိုသင်ပေးတော့မှာဖြစ်ပါတယ်1 Bradbury မြန်မာလိုဆိုရင်တက်တက်ရဲ့လေးလို့အဓိပ္ပာယ်ရပါတယ်ဥပမာဒီကောင်မလေးတော်တော် Bradbury ပဲဆိုတာဒီကောင်မလေးတော်တော်တက်တက်ရဲ့ပဲလို့ဆိုလို့ရှိတာဖြစ်ပါတယ်2 Propra မြန်မာလိုဆိုရင်လာလိုက်တာဆိုပြီးတော့ဆိုလိုပါတယ်ဥပမာဟာဒီဆိုလေး Propra ပဲဆိုရင်ဟာဒီကောင်မလေးဒီဆိုလေးလာလိုက်တာအဲ့လိုမျိုးပါ3 Laticaryဆိုတာကမြန်မာလိုဆိုရင်ကောင်းတယ်လို့ဆိုလို့ရှင်တာပါဥပမာဟဲ့အောင်မင်းအလုပ်လုပ်တာ Laticary လုပ်တယ်ဆိုရင်မင်းအလုပ်လုပ်တာကောင်းတယ်လို့ဆိုလို့ရှင်တာပါ4နေရောင်ကရိုးသားတာကိုပြောတာပါဥပမာဟာဒီကလေးတော်တော်နေရောင်ကားတာပဲဆိုရင်ဟာဒီကလေးတော်တော်ရိုးသားတာပဲအဲ့လိုမျိုးဆိုလို့ရှင်တာဖြစ်ပါတယ်ဆိုတော့ပထမအဆင့်အတဘာလေးတွေကိုတော့ဒီလောက်ပဲမှတ်ထားပါဒုတိယအဆင့်အနေနဲ့ကျွန်တော်ဘာကရိယာလေးတွေကျွန်တော်သင်ပေးသွားမှာဖြစ်ပါတယ်1စောင်းတာကိုပြောတာပါ WAIT wait ပေါ့စောင်းတာပါဥပမာဒုံးရှည်မှာစုံနေမယ်မြန်မာလိုဆိုရင်ဒေါင်းလေးမှာစောင်းနေမယ်ပေါ့နော်2ဟုတ်တာကိုပြောတာပါဥပမာဟုတ်တယ်မဟုတ်ဘူးအဲ့လိုမျိုးပါ3လက်စင်းကောင်ခင်မင်ရှင်တာကိုပြောတာပါဥပမာလက်စင်းကောင်ရှင်တယ်ဆိုရင်မြန်မာလိုပေါ့နော်ခင်မင်ရှင်တယ်အဲ့လိုမျိုးကဲဆိုတော့ကျွန်တော်ဒုတိယအဆင့်ကတော့ဒီလောက်ပါပဲဆိုတော့တာရီယာအဆင့်အနေနဲ့ကျွန်တော်လေးစားသမှုနဲ့အခေါ်အဝေါ်လေးတွေကိုကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ်လူတယောက်နဲ့တယောက်စကားပြောတဲ့အခါပေါ့နော်အဲ့လိုမျိုးတစ်ဖက်သားကိုရိုးသေးသေးလေးစားနဲ့ကိုကဘယ်လိုပြောဆိုဆက်ဆံမလဲဆိုတာကိုကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ်1စောက်ကွာတို့ခင်းတာရှောတာကိုပြောတာပါဥပမာဟာအကူကအရင်စောက်ကွာတော့ပဲနော်ဆိုရင်ဟာအကူကအရင်ချောတာပဲနော်လို့ဆိုလို့ရှင်းဖြစ်ပါတယ်နှစ်စောက်ကင်းသားသူကတစ်ဖက်ကင်းခက်ချောတာကိုပြောတာပါအပေါ်ကစောက်ကွာတို့ကို modify လုပ်ထားတာဖြစ်ပါတယ်ဥပမာအကူစောက်ကင်းသားရေလို့ခေါ်ရင်ဟာမတရားချုံမောလာပါတဲ့အကိုရေဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်3ခွာတို့ဒါလေးကတော့ကျွန်တော်အရင်ဗီဒီယိုလေးတင်မှာလဲကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်ချီဖို့ကောင်းတာကိုဆိုလိုတာပါဥပမာရခိုင်လို ခွာတို့ဆိုရင်မြန်မာလိုချစ်စရာလေးအဲ့လိုမျိုးဆိုလို့ရှင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်ဝါကြားတူတူလေးတွေကျွန်တော်သင်ပေးတော့မှာဖြစ်ပါတယ်ဟောရခိုင်လိုဝါကြားတူတူလေးတွေကျွန်တော်တို့ဘယ်လိုပြောရမလဲပေါ့နော်စကင်သာလက်စင်းကောင်ရှောင်းနေမလားနော်အဲ့ဒါကိုမြန်မာလိုအချောလေးခင်ရှင်လို့ရလားခွာတို့လက်ခိကရီနေအောင်ကတဲမနေငယ်မြန်မာလိုဟာဒီချစ်စရာလေးရိုးသားပြီးတော့တော်တော်အချင်းကောင်းတာပဲအဲ့လိုမျိုးဆိုလို့ရှင်းဖြစ်ပါတယ်လောလောဆယ်ဒီလောက်ပြချက်ထားပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့သူတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်